မိသားစုဘဝလေးတွေကမြင်ရောက်နေတဲ့တိတ်ကပါစီအဖေရဲ့အမေရဲ့မောင်နှမတွေဝိုင်းဖွဲ့လို့ရဲ့မိသားစုထမင်းဝိုင်းလေးကိုတတိယနေမိတယ်အဖေခွဲသွားခဲ့တာနှစ်တွေလဲကြသားတို့အတွက်အသစ်ဖြစ်နေစေပါတစ်ချိန်ကမိသားစုဘဝလေးတွေကမြင်ရောက်နေတဲ့တိတ်ကပါစီအဖေရဲ့အမေရဲ့မောင်နှမတွေဝိုင်းဖွဲ့လို့ရဲ့မိသားစုထမင်းဝိုင်းလေးကိုတတိယနေမိတယ်အဖေခွဲသွားခဲ့တာနှစ်တွေလဲကြသားတို့အတွက်အသစ်ဖြစ်နေစေပါမဟုတ်ပါအနီးနာမလေးမရှိပါအဖေမြတ်တော်တွေငါခါဒါတော့မပြောပါဘူးဗျာပြန်ဆုံးဒီနေ့အရှင်လိုဘဝလေးအတိုင်းသာအဖေကိုတွေ့ချင်တာအမေလေးလွန်နေရှာဒီလေးလွန်နေတဲ့အခါညမလေးအမြင်ကြီးကြတာတာမြင်နေတဲ့အခါအဖေကိုလွန်နေဗျာအဖေပေးဘဝများမှာအစဉ်ပြေပါမလားတွေ့ကဒါတကယ်စိတ်ပူရတဲ့ဗျာနောက်ဘဝပြန်ဆုံတဲ့အခါသားတို့ကိုခွဲမသွားပါနဲ့ဗျာတစ်ချိန်ကမိသားစုဘဝလေးတွေကမြင်ရောက်နေတဲ့တိတ်ကပါစီအဖေရဲ့အမေရဲ့မောင်နှမတွေဝိုင်းဖွဲ့လို့ရဲ့မိသားစုထမင်းဝိုင်းလေးကိုတတိယနေမိတယ်အဖေခွဲသွားခဲ့တာနှစ်တွေလဲကြသားတို့အတွက်အသစ်ဖြစ်နေစေပါမဟုတ်ပါအနီးနာမလေးမရှိပါအဖေမြတ်တော်တွေငါခါဒါတော့မပြောပါဘူးဗျာပြန်ဆုံးဒီနေ့အရှင်လိုဘဝလေးအတိုင်းသာအဖေကိုတွေ့ချင်တာအမေလေးလွန်နေရှာညီလေးလွန်နေတဲ့အခါညမလေးအမြင်ကြီးကြတာတာမြင်နေတဲ့အခါအဖေကိုလွန်နေဗျာအဖေပေးဘဝများမှာအစဉ်ပြေပါမလားတွေ့ကဒါတကယ်စိတ်ပူရတဲ့ဗျာနောက်ဘဝပြန်ဆုံတဲ့အခါသားတို့ကိုခွဲမသွားပါနဲ့ဗျာ